ဒီတစ်ခါပြောပြပေးမယ့် timeline ကတော့ movie franchise တွေထဲမှာနာမည်ကြီးတဲ့ Terminator movie တွေရဲ့ timeline တစ်လျှောက်ကိုရှင်းပြပါမယ်။ intro တွေဝင်တော့ပဲ channel ကို subscribe လုပ်ပြီး VPN နဲ့ကြည့်ပေးခြင်းဖြင့်တစ်ဖက်တစ်လမ်းကနေထောက်ပံ့နိုင်ပါတယ်။ The Terminator movie ရဲ့ main plot ကအနာဂတ်မှာဖြစ်လာမယ့်အရာကိုတားဖို့အတွက်အချိန်ခရီးသွားပြီးတော့အတိတ်မှာပြန်မြင်ဖို့ပါပဲ။အဲ့တော့မှအနာဂတ်မှာလူသားမျိုးနွယ်တွေကြာဆုံးတာကိုကာကွယ်ဖို့အတွက်အတိတ်ကိုပြန်သွားတဲ့အချိန်ခရီးသွားတဲ့ plot ဖြစ်ပါတယ်။ Terminator 1မှာပြောသွားတဲ့အရာကအတိတ်ကိုအချိန်ခရီးသွားရင်အနာဂတ်ကိုပြုပြင်လို့မရပါဘူး။အနာဂတ်ကိုပြုပြင်ဖို့အတိတ်ကိုခရီးသွားတဲ့အခါမှာသူလုပ်ခဲ့တဲ့လုပ်ရတဲ့အတိုင်းကသူတို့ရင်ဆိုင်နေရတဲ့အနာဂတ်ကိုဖန်တီးမိလိုက်တယ်ဆိုတာကိုပြခဲ့ပါတယ်။မရှင်းတဲ့သူတွေအတွက်ပြန်ပြောပါမယ်။သင်ကလက်ရှိရင်ဆိုင်နေရတဲ့အရာကိုပြုပြင်ဖို့အတွက်အတိတ်ကိုပြန်ခရီးသွားတဲ့အခါမှာအတိတ်မှာအနာဂတ်ကိုပြုပြင်ဖို့လုပ်ခဲ့တဲ့လုပ်ရတဲ့အတိုင်းကသင်ရင်ဆိုင်နေရတဲ့အနာဂတ်ကဖြစ်ရပ်ကိုဖြစ်လာစေတယ်ဆိုတာကိုပြောခဲ့ပါတယ်။အဲ့ဒါဆိုရင် movie ရဲ့ timeline ကိုဆက်သွားပါမယ်။အနာဂတ်ကာလတစ်ခုမှာလူသားတွေက AI ကိုဖန်တီးခဲ့ပြီးတော့ Skynet လို့ခေါ်ခဲ့ပါတယ်။ Skynet AI ကလူတွေကိုအန္တရာယ်လို့မြင်လာပြီးတော့လူတွေရဲ့ defense system ကို hack ပြီးလူသားတွေကိုပြန်တက်ခဲ့ပါတယ်။ Terminator 1မှာတော့လူသားတွေဘယ်လိုအဆုံးသတ်ခဲ့လဲဆိုတာမပြပေမဲ့ Terminator 2မှာတော့ Judgment Day event ဖြစ်လာပြီးတော့နိုင်ငံအချင်းချင်း nuclear နဲ့ထုတ်ရင်လူသားတွေကိုအဆုံးသတ်ခဲ့ပါတယ်။နောက်ပြီးကျန်တဲ့လူသားတွေကလည်းအနာဂတ်ကာလမှာ Skynet နဲ့တိုက်ပွဲဖြစ်ချင်ရင် Skynet က Terminator တွေကိုဖန်တီးခဲ့ပါတယ်။ T800 ပါ။ T800 ကလူသားတယောက်ရဲ့ပုံစံနဲ့တူပြီးတော့လူသားတွေရဲ့စစ်တပ်ထဲကိုလူသားတယောက်အသွင်နဲ့လာပြီးတိုက်ခိုက်ဖို့ဖြစ်ပါတယ်။အနာဂတ်တိုက်ပွဲကို John Connor ကဦးဆောင်ခဲ့ပြီးတော့ Skynet ကိုလည်းတော်တော်လေးတိုက်ခိုက်နိုင်ခဲ့ပါတယ်။ Skynet ကလည်း John Connor ကိုတတ်ဖို့အတွက် T800 ကိုအတိတ်ကိုခီးသွားခိုင်းပြီးတော့ John Connor ရဲ့အမေ Sarah ကိုတတ်ခိုင်းခဲ့ပါတယ်။အဲ့ဒါမှ John Connor မွေးမလာရင်အနာဂတ်လူသားတွေကိုဦးဆောင်မဲ့သူမရှိဘဲနဲ့ကြာဆုံးမှာဖြစ်ပါတယ်။ John တို့ဘက်ကလည်းဒီအဖြစ်အပျက်ကိုတားဖို့အတွက်ဂျွန်ယွန်ဂျီရဲ့တပ်သား Kyle Reese ကိုအတိတ်ကိုပြန်ပို့လိုက်ပါတယ်။ Kyle ကိုဘာလို့ရွေးရလဲမေးကြရှိပါတယ်။ Kyle က John ရဲ့အနီးကပ်နေခဲ့တဲ့သူတယောက်ဖြစ်ပြီးတော့ John ကလည်းသူ့အမေကြောင့်ပြောပြခဲ့ပါတယ်။သူ့အမေ Sarah ရဲ့တပ်ပုံကိုလည်း Kyle ကိုပေးခဲ့ပြီးတော့ Kyle ကသူမမြင်ဘူးတဲ့မိန်းကလေးယောက်ကိုစပြီးချစ်ကြိုက်ခဲ့ပါတယ်။အဲ့ဒါကြောင့် Kyle ကအတိတ်ကိုပြန်ပြီး John ရဲ့အမေကိုကာကွယ်ဖို့အတွက်အကောင်းဆုံးလူတစ်ယောက်ဖြစ်ခဲ့ပါတယ်။နောက်ဆုံးမှာ Kyle က Sarah အတွက်အသေးခံခဲ့ပြီးတော့ Sarah ကလည်း John Connor ကိုကိုဝင်ရခဲ့ပါတယ်။ဟုတ်ပါတယ် John Connor ရဲ့အဖေက Kyle Reese ဖြစ်ပါတယ်။နောက်တော့ Sarah ကခိုင်ပြောပြခဲ့တဲ့အရာတွေကိုအတန်သွင်းနေရင် Terminator 1နဲ့ပြီးသွားပါတယ်။ခိုင်ရဲ့အတိတ်ကိုပြင်ရတဲ့ mission ဖြစ်တဲ့ Sarah ကိုကယ်ရမယ်ဆိုတဲ့ mission ကတော့အောင်မြင်ခဲ့ပေမဲ့သူတို့ရဲ့အနာဂတ်တိုက်ပွဲကိုတော့မတားနိုင်လိုက်ပါဘူး။ဗီဒီယိုအစမှာပြောခဲ့သလိုပဲအနာဂတ်မှာဖြစ်လာမယ့်အရာကိုတားဖို့အတွက်အတိတ်ကိုပြင်တဲ့အခါမှာအတိတ်မှာလုပ်ခဲ့တဲ့အရာတိုင်းကသူတို့တားခြင်းတဲ့အနာဂတ်ကိုဖြစ်လာစေတာပါပဲ။အဲဒါကြောင့် Terminator 1ကလူသားတွေကြုံရမယ့်အနာဂတ်ကိုအတိအကျဖြစ်အောင်လုပ်ပေးလိုက်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Terminator 2ကိုဆက်ပါမယ်။ Sarah က John ကိုအနာဂတ်လူသားတွေကိုဦးဆောင်မှုအတွက်သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့လက်နက်ပိုင်းကျွမ်းကျင်အောင်လည်းသင်ပေးခဲ့ပါတယ်။အနာဂတ်ကာလအချိန်မှာတော့ Skynet System က August 4, 1997မှာ online ဖြစ်ခဲ့ပါတယ်။ online ဖြစ်လာတာနဲ့မကြာခင်မှာပဲ Judgment Day ကိုစပြီးဖန်တီးခဲ့ပါတယ်။ Judgment Day မှာ Skynet ကလူသားတွေကို nuclear နဲ့ဖြစ်ပြီးတော့ရှင်းခဲ့ပါတယ်။ Sarah ကလည်း Skynet ကိုဖန်တီးမဲ့ကုမ္ပဏီကိုတည်သွားတာကြောင့်ဖျက်ဆီးလိုက်ပြီးတော့ထောင်ချနေခဲ့ပါတယ်။1995 Judgment Day မတိုင်ခင်2နှစ်အလိုမှာ Terminator T1000 ရောက်လာခဲ့ပါတယ်။ဒီတစ်ခါ Skynet က John Connor ကိုလာရှင်းတာဖြစ်ပါတယ်။အနာဂတ်မှာတော့လူသားတွေက T800 ကိုဖမ်းနိုင်ခဲ့ပြီးတော့ reprogram လုပ်ရင်းနဲ့ John Connor ကိုကာကွယ်ဖို့အတွက်အတိတ်ကိုပြန်လုပ်ခဲ့ပါတယ်။ Sarah က T800 ကို Skynet ရဲ့ origin ကိုမေးခဲ့ပါတယ်။ဒီတစ်ခါ Skynet ကိုဖန်တီးမဲ့သူက Mike Tyson ဖြစ်ပါတယ်။သူကလူသားတွေကိုကာကွယ်ဖို့အတွက် AI system ကိုဖန်တီးမှာဖြစ်ပြီးတော့သူသုံးမဲ့နည်းပညာက Terminator 1မှာ T800 ကျန်ခဲ့တဲ့ processor ပြားနဲ့ T800 ကလက်ဖြစ်ပါတယ်။အဲဒါကြောင့် Terminator 2က paradox တစ်ခုဖြစ်လာခဲ့ပါတယ်။ Mike Tyson ရဲ့ AI Skynet ဖန်တီးမှုက T800 ရောက်လာပြီးတော့ T800 ရဲ့ processor ကိုအခြေခံပြီးဖန်တီးခဲ့တာပါ။အဲဒါဆိုရင် T800 ကိုဖန်တီးမဲ့သူက Skynet ပါ။ Skynet ကိုဖန်တီးထားတဲ့နည်းပညာကလည်း T800 ကိုအခြေခံပြီးဖန်တီးထားတာပါပဲ။အဲဒါကြောင့်ဘယ်သူကအစားဖြစ်နေလဲဆိုတာမသိတော့ဘဲနဲ့ paradox တစ်ခုဖြစ်လာပါတယ်။ဒီ paradox ကိုတားဖို့အတွက် Mike ကသူ့အသက်ကိုရင်းပြီးတော့ Skynet AI ဖြစ်လာမဲ့အရာကိုတားခဲ့ပါတယ်။ဒီလိုနဲ့ Judgment Day ကိုတားနိုင်လိုက်ပါတယ်။တကယ်ဆိုရင်တားနိုင်နေတာမဟုတ်ဘဲနဲ့ခဏနောက်ဆုတ်လိုက်တာပါ။ Terminator 3ကိုဆက်ပြောပါမယ်။ဒီဇက်လန်မှာတော့ Sarah က1999မှာဆုံးသွားပြီးတော့ကဘာကြီးလည်းအဆုံးမသတ်ခဲ့ပါဘူး။2004မှာတော့ Skynet ကပြန်ပေါ်လာခဲ့ပါတယ်။အနာဂတ်ကာလမှာ Skynet က TH Terminator ကိုအတိတ်ကိုပြန်ပို့ရင်းနဲ့ John Connor ရဲ့မိန်းမ Kate ကိုတတ်ခိုင်းခဲ့ပါတယ်။လူသားတွေဘက်ကလည်း T800 ကိုပြန်ပို့ရင်းနဲ့ Kate ကိုကာကွယ်ခဲ့ပါတယ်။အနာဂတ်ကာလတစ်ခုမှာ T800 က2032မှာ John ကိုတတ်နိုင်ခဲ့ပါတယ်။ကျန်နေသေးတဲ့လူသားမျိုးတွေကိုတော့ Kate ကဆက်ပြီးတော့ဦးဆောင်ပါတယ်။အဲဒါကြောင့် Kate ကလည်း John နဲ့သူ့ကိုယ်သူကိုအတိတ်မှာကာကွယ်ဖို့အတွက် T800 ကိုအတိတ်ကိုပြန်ပို့ခဲ့ပါတယ်။ Sarah နဲ့ John တို့က Terminator 2မှာ Judgment Day ကိုတားနိုင်ခဲ့ပေမဲ့ Kate ရဲ့အဖေကတော့စစ်တပ်ထဲမှာ Skynet project ကိုဦးဆောင်နေသူတစ်ယောက်ဖြစ်လာပါတယ်။ Kate အဖေကလည်းဒီ project မှာ virus တစ်ခုကိုကြုံနေရပြီးတော့ဒီ virus ကိုမတားနိုင်ဖြစ်နေပါတယ်
KAP ကသူတို့ဖန်တီးထားတဲ့ Skynet ကို online လုပ်လိုက်ရင်ဒီ virus ကိုတားနိုင်မယ်လို့ထင်ခဲ့ပါတယ်ဒီလိုနဲ့သူတို့နောက်မှသိလိုက်ရတာကသူတို့ရင်ဆိုင်နေရတဲ့ virus က Skynet ဖြစ်နေပြီးတော့လူသားတွေရဲ့ကြာဆုံးခန်းကိုလည်းထပ်ပြီးဖန်တီးခဲ့မိပါတယ်KAP က Skynet ကိုတားဖို့အတွက် mainframe ရှိနေတဲ့နေရာကိုပြောလိုက်တာကြောင့် Kate နဲ့ John တို့ကလည်း mainframe ရှိနေတဲ့နေရာကိုသွားကြပါတယ်နောက်မှသိလိုက်တာကသူတို့သွားနေတဲ့နေရာက nuclear shelter ဖြစ်ပြီးတော့ Kate နဲ့ John ကိုကာကွယ်ဖို့အတွက်ပို့လိုက်တာဖြစ်ပါတယ်အပြင်လောကမှာတော့ Skynet ကြောင့် judgment တွေကစတင်ခဲ့ပြီးတော့ကဘာကြီးလည်းပြတ်သွားပါတယ်Terminator 3မှာပြောသွားတဲ့အရာကအနာဂတ်ကိုပြောင်းလဲဖို့ကြိုးစားလဲလူသားတွေရဲ့ကံကြမ္မာကပျက်စီးမှုသာဖြစ်ကြောင်းပြောသွားခဲ့ပါတယ်။ Terminator 4ကိုဆက်သွားပါမယ်။ Terminator 4က judgment တွေအပြီးကိုဆက်ပြထားပါတယ်။လူသားတွေနဲ့စက်တွေရဲ့တိုက်ပွဲတွေစတင်ခဲ့ပြီးတော့ Kyrie's ကလူငယ်တယောက်ရွယ်ပဲရှိပါသေးတယ်။ Skynet ကလည်းသူတို့ရဲ့ target က Kyrie's ဖြစ်ပါတယ်။ Skynet က Kyrie's ကိုလက်ရှိအချိန်မှာတတ်နိုင်မှာအတိတ်ကိုပြန်မသွားတော့ပဲ John Connor ရဲ့မွေးဖွားမှုကိုတားနိုင်မှာဖြစ်ပါတယ်။ဒီဇာတ်ကားမှာ Mike ဆိုတဲ့ cyborg တယောက်လည်းပါလာပြီးတော့သူကလည်း Skynet ဘက်ကနေလှုပ်ရှားပါတယ်။ဇလန်ရဲ့နောက်ဆုံးမှာမန်နဲ့ဂျွန်တို့က Skynet ရဲ့ Central ကိုသွားပြီးတော့ Skynet ကိုတိုက်ခိုက်ဖို့ကြိုးစားပါတယ်။နောက်ဆုံးမှာတော့ Skynet ရဲ့ Central ကိုဖျက်ဆီးနိုင်ပါတယ်။ဒီဇလန်မှာထူးခြားတဲ့အရာက time travel မပါခဲ့ဘဲနဲ့ alternative ending တွေပဲရှိခဲ့ပါတယ်။ဒီအကြောင်းကိုတော့နောက်ထပ်ဗီဒီယိုမှာဆက်ပြီးတင်ပေးပါမယ်။ဒီ alternative ending တွေကတစ်ခုက Mark ဆိုတဲ့ cyborg ကလူတွေအကုန်လုံးကိုနောက်ဆုံးမှာတပ်ပစ်ခဲ့ပြီးတော့ Skynet ဘက်ကနေပဲလှုပ်ရှားခဲ့ပါတယ်။ Terminator 5ကတော့2029ကနေစတင်ခဲ့ပါတယ်။ Terminator 4ရဲ့ sequel လိုမျိုးမဟုတ်ဘဲနဲ့တက်ဖြစ်လာတဲ့ movie တစ်ခုဖြစ်ပါတယ်။ Terminator 1အတိုင်း Kyrie's ကိုအတိတ်ကိုပြန်မိုးခဲ့ပါတယ်။ Kyrie's ရောက်လာတော့အရင် movie တွေအတိုင်းထင်ခဲ့ပေမဲ့ Kai ရောက်လာတဲ့အခါမှာ T1000 ကစပြီးတိုက်ခိုက်ခဲ့ပါတယ်။ Kai ကိုတက်ဖို့လွှတ်လိုက်တဲ့ T800 ကလည်း Sarah နဲ့လူကောင်း T800 ကပြန်တက်လိုက်ပါတယ်။ဒီ Terminator ကအရင်မြင်နေကြ timeline မဟုတ်ဘဲနဲ့ timeline အသစ်ကိုဖြစ်ပေါ်စေခဲ့ပါတယ်။ Sarah 10နှစ်အရွယ်မှာ T1000 က Sarah ကိုတက်ဖို့လာခဲ့ပြီးတော့ဘာမှမသိတဲ့အရာကလည်း T800 ကိုပို့ပေးပြီးတော့ Sarah ကိုကာကွယ်ခဲ့ပါတယ်။ Sarah ကိုကာကွယ်ဖို့အတွက် T800 ပို့ပေးခဲ့တဲ့သူက time travel set ဘယ်လိုဖန်တီးရလဲဆိုတော့ကိုလည်းထည့်ပြီးပို့ပေးခဲ့ပါတယ်။နောက်တော့ Genesis ဆိုတဲ့ AI က Skynet ဖြစ်မှာကိုသိချောင်းပြောလိုက်တဲ့အခါမှာဒီ time travel set ကိုသုံးပြီးတော့2019ကိုရောက်လာခဲ့ပါတယ်။ဒီ timeline အသစ်မှာ Skynet ကိုဖန်တီးထားတဲ့သူက Mike Tyson ရဲ့သား Daniel Tyson ဖြစ်ပါတယ်။သူက Genesis ဆိုတဲ့ AI ကိုဖန်တီးမှာဖြစ်ပြီးတော့ဒီ Genesis app ကိုလူသားတိုင်းက download ဆွဲပြီးသုံးနိုင်မှာဖြစ်ပါတယ်။အရင် movie တွေနဲ့မတူတာက Genesis ကလူသားတွေကိုပါထိန်းချုပ်မှာဖြစ်ပါတယ်။အဲဒါကြောင့်လဲ2029မှာ John Connor ကိုတိုက်ခိုက်ခဲ့တဲ့ Terminator Alex ကလူသားနဲ့အရန်တူနေတာဖြစ်ပါတယ်။ Alex က John ကို Terminator T3000 အဖြစ်ပြောင်းပေးလိုက်ပါတယ်။ Terminator T3000 John Connor ကအတိတ်ကိုပြန်ပြီးတော့ Genesis ကို Skynet ဖြစ်အောင်လုပ်မှာဖြစ်ပါတယ်။ Alex Terminator က Skynet ရဲ့အသိစိတ်ရှိနေပြီးတော့ Genesis ကြောင့် Alex ဖြစ်လာခဲ့တာပါ။ Alex ကြောင့်ပဲ Genesis ကို Skynet အဖြစ်ပြောင်းပေးမယ် John Connor T3000 ဖြစ်လာတာပါ။ဒါဆိုရင် Genesis ကို Skynet အဖြစ်ပြောင်းမဲ့သူမရှိခင်ကတည်းက Genesis Skynet Terminator Alex ရှိနေခဲ့တာပါ။ဒီအဖြစ်ရဲ့အဖြစ်က alternative timeline ဖြစ်ပါတယ်။ဇလန်ရဲ့ character ပြောပြချက်အရ Alex Terminator ကတခြား timeline ကနေပြီးတော့ John Connor တို့ရဲ့ timeline ကိုရောက်လာတယ်လို့ပြောပါတယ်။အဲဒါကြောင့် Terminator ရဲ့ timeline တွေအကုန်လုံးကတစ်ချိန်တည်းမှာဖြစ်နေတယ်လို့ပြောတာပါ။ဇလန်မှာတော့ Kai နဲ့ Sarah တို့က Genesis ကိုတားနိုင်ပြီးတော့ judgment တွေကိုနောက်ဆုံးနိုင်ခဲ့ပေမဲ့ Genesis Factory ထဲမှာတော့ Genesis ကအသက်ရှင်နေခဲ့ပါတယ်။အဲဒါကြောင့် judgment တွေလည်းဆက်ဖြစ်သွားပြီးတော့ Kai နဲ့ Sarah လည်းတည်သွားခဲ့တယ်လို့ပြောလို့ရပါတယ်။တကယ်လို့ Kai နဲ့ Sarah တည်ခဲ့ရင် John ကရောပြောင်းမသွားဘူးလားလို့မေးကြရှိပါတယ်။တကယ်ကပြောင်းမသွားပါဘူး။ပထမဆုံး time travel လုပ်တဲ့အခါမှာ Kai က Sarah နဲ့ကလေးရခဲ့ပါတယ်။ဒီ timeline က Terminator 5မှာ reboot ဖြစ်သွားခဲ့ပေမဲ့ John Connor ရဲ့ origin ကတော့ရှိနေခဲ့ပါတယ်။John ကိုမွေးဖို့အတွက် Kai နဲ့ Sarah တို့ကကိုယ်ဝင်ရမှာဖြစ်ပါမယ်။ဒါပေမဲ့ Terminator 5မှာ Sarah ကို10နှစ်ရွယ်ကလေးက T800 ကကာကွယ်ခဲ့ပြီး timeline ပြောင်းသွားတာကြောင့် John ကလည်းမွေးမလာတော့ပါဘူး။ John လည်းမွေးမလာတဲ့အတွက်အနာဂတ်မှာတော်လိုင်းတက်တွေကိုဦးဆောင်မဲ့ John လည်းရှိမလာတော့သလို Genesis ကို Skynet အဖြစ်ပြောင်းမဲ့ John Terminator 3000လည်းရှိမလာတော့ပါဘူး။ဒါဆိုရင် John ကိုဘယ်လိုရလာလဲမေးကြရှိပါတယ်။ Terminator 1နဲ့2မှာသူတို့အတိတ်ကိုခီးသွားပြီးတော့အတိတ်ကိုပြင်လိုက်တဲ့အခါတိုင်းမှာတာမန်တိုင်းရှိနေရမယ့် timeline နဲ့သူတို့ပြင်လိုက်လို့ဖြစ်လာတဲ့ timeline ဆိုပြီးတော့နှစ်ခုခွဲထွက်သွားပါတယ်။မတူညီတဲ့ time travel တွေဖြစ်လာပြီး timeline တွေ reset ချရင်နဲ့အတိတ်ကိုပြန်ဖို့ခံရတဲ့ Terminator တွေကလည်း timeline ရဲ့အပြင်ဘက်ကိုရောက်သွားပါတယ်။အဲဒါကြောင့် timeline ကိုကောက်ွယ်ပြီးတော့ reset ချတဲ့အခါမှာဒီ Terminator တွေကမပါသွားဘဲနဲ့တိကျ timeline တစ်ခုကိုဖြစ်သွားစေပါတယ်။ရှင်းအောင်ပြောရရင်အနာဂတ်ကနဲ့အတိတ်ကိုပြင်ဖို့လာတိုင်းသူတို့ပြင်လိုက်တဲ့အတိတ်က timeline အသစ်ကိုခွဲထွက်သွားစေပါတယ်။ဒီ movie က Terminator 2ကနေဆက်ဖြစ်တဲ့ alternative timeline ဖြစ်ပါတယ်။ Terminator 2မှာ Sarah နဲ့ John တို့က judgment တွေကိုတားနိုင်လိုက်ပါတယ်။ Skynet ဘက်ကလည်း John ကိုတပ်ဖို့အတွက် T800 တကောင်နဲ့ပို့ပေးခဲ့တာမဟုတ်ဘဲနဲ့ T800 နှစ်ကောင်ကိုပို့ပေးခဲ့ပြီးတော့ John ကိုတပ်ခိုင်းခဲ့ပါတယ်။အဲ့ဒီတဲကမှ T800 တကောင်က John ကိုတပ်နိုင်လိုက်ပါတယ်။ John ကိုတပ်လိုက်တဲ့ T800 ကလည်းအတိတ်မှာပဲနေခဲ့ရပါတယ်။ John ကိုတပ်လိုက်ပေမဲ့အနာဂတ်တော်လိုင်းတက်တွေကိုဦးဆောင်မဲ့သူကရှိနေပါသေးတယ်။ Sarah နဲ့ John က Skynet ဖြစ်လာမဲ့အနာဂတ်ကိုတားနိုင်ခဲ့ပေမဲ့အနာဂတ်မှာတော့နောက်ထပ် AI တစ်ခုပေါ်လာခဲ့ပါတယ်
ဒီတစ်ခါ AI ရဲ့နာမည်က Legion ဖြစ်ပြီးတော့ Skynet လိုပဲလူသားတွေကိုစားပြီးတိုက်ခိုက်ခဲ့ပါတယ်ဒီအနာဂတ်မှာတော့လူသားတွေကိုဥဆောင်မဲ့သူက Danny ဆိုတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ် Legion ဘက်က Danny ကိုတတ်ဖို့ Terminator TX ကိုပို့ပေးခဲ့ပါတယ်ဒီ movie ကတော့တာမန်တိုင်း Danny ကိုအသက်ရှင်အောင်ကြိုးစားပြီးတော့အနာဂတ်တိုက်ပွဲအတွက် Sarah ကအသင့်ပြင်ပေးမဲ့ဇာတ်လမ်းဖြစ်ပါတယ် Time Travel တွေအများကြီးမပါတဲ့ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒါကြောင့် Terminator ရဲ့ timeline ကိုပြန်ပြီး recap လုပ်ပေးပါမယ် Terminator 1 2 3 4ကဇာတ်တိုက်ဖြစ်နေတာဖြစ်ပြီးတော့ Terminator 5မှာတော့ timeline ကပြောင်းသွားခဲ့ပါတယ် Terminator 6ကတော့ Terminator 2ရဲ့ timeline ကိုပြန်ယူခဲ့ပြီးတော့မတူညီတဲ့ timeline တစ်ခုလည်းပြန်ဖြစ်လာပါတယ်အဲ့ဒါကြောင့် Terminator 1 2 3မှာ time travel လုပ်ခဲ့တဲ့အရာတွေအကုန်လုံးကမတူညီတဲ့ timeline ကိုလည်းခွဲထွက်စေခဲ့ပါတယ်ဒီလို timeline တွေခွဲထွက်စေပြီးတော့ timeline တွေအကုန်လုံးကလည်းတစ်ချိန်တည်းမှာဖြစ်နေတယ်လို့ပြောခဲ့ပါတယ်ဒါဆိုရင်တော့ Terminator movie ရဲ့ timeline ကိုသိပြီးလောက်ပြီလို့ထင်ပါတယ်နောက်ထပ်ပြောကြ story လည်းကြံသေးတာကြောင့်နောက်ထပ် video မှာပြန်တွေ့ပါမယ်အားလုံးပဲကျေးဇူးများတင်ပါတယ်